ပဲမိကလာပါရှင်ဖြိုးရကြောက်လေးတွေအားပေးချမ်းတာအရင်ရက်ဆက်လို့ဖြိုးရကြောက်လေးလာပြပေးရပါတော့ဒါမနေ့ကမှဖြိုးမိုကိုစပင်နဲ့ပန်းတလို့တပန်းလုံးတင်လိုက်တာအကုန်လုံးကတော့ရောင်ထွက်သွားပြီရှင်အရင်အားပေးချမ်းနေပေါ့နော်ဖြိုးရဂျီစုရှင်နေဖြိုးရချစ်စုံလေးတို့အားပေးချမ်းတာအရင်ရက်ဆက်လို့ဂျီစုအများကြီးလည်းတင်ရှိပါတယ်ရှင်ဒါလေးကြတော့လေရန်ကုန်ကမမချောနဲ့အကူတယောက်လေးအားပေးသွားတာပေါ့နော်ဟုတ်ကဲ့အခုလိုအားပေးတာအရန်ကိုလည်းအထူးပဲလေကျေးဇူးတင်ရှိပါတယ်ရှင်ဖြူရဲကြောက်တွေကိုပေါ့နော်ဝယ်ယူတဲ့နေ့မှစပြီးတော့တက်ရှိချမ်းမှစိတ်ချမ်းသာလူအင်ဆန္ဒတလုံးသွားနဲ့ပြည့်စုံတဲ့သူများဖြစ်ပါစေရှင်ပြီးတော့ဖြူရဲကြောက်တွေကိုဝယ်ယူတဲ့နေ့မှစပြီးတော့ပေါ့နော်ဒီဘဝကိုနောက်ဘဝကိုကြောက်တွေဗရံများတွေစီချေထားတဲ့အိမ်မျိုးနဲ့ပိုင်ဆိုင်နိုင်တဲ့တတိကြီးဖြစ်ပါစေလို့ဖြူရဒီကနေပြီးတော့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါဖြူရဲကြောက်တွေကိုဝယ်ယူအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ဖြူစကားပြောတာအမားပါရိုင်းနဲ့ခွင့်လွှတ်ပေးပါလို့မြတ်တာရက်ခံပြစေရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်